ဆိုခွင့်ရတဲ့အတွက်ကြောင့်အထူးပဲရရှိမှုကျေးဇူးတင်ပါတယ်အဲ့တော့ဖခင်များနေရောက်တဲ့အခါမှာလူတိုင်းအဖေကိုဘာတွေများတတိယလဲလို့ရှိရင်ငယ်စဉ်ကကျွန်တော်တို့ရဲ့နေထိုင်ခဲ့တဲ့အရာတွေအဖေအတူတူစောင့်ရှောက်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့တတိယလုံးမှာအဖေဆုံးရှုံးသွားတဲ့အခါမှာကျွန်တော်တို့အလုံးမဲ့ဝင်နေရတယ်။ဒါပေမဲ့လို့ကျွန်တော်တို့ခရိယာန်တွေကအထူးကျေးဇူးရှိတာကကျွန်တော်တို့ရဲ့အဖေဆုံးရှုံးသွားကြတယ်လို့လည်းကျွန်တော်တို့မှာအဖေလို့ခေါ်ကြခရစ်တော်ရှိနေတယ်။ဒါမှလည်းအဲ့ဒီခရစ်တော်ကကျွန်တော်တို့ကိုအဖေလို့ခေါ်ဝေပေးတာလည်းကြောင့်မလို့အဲ့ဒီကျေးဇူးတော်ကိုကျွန်တော်တို့ကချီးကျူးပုံယူတဲ့တခြင်းကိုကျွန်တော်ဒီဆိုတော့ဖြစ်ပါတယ်။တခြင်းရဲ့အမည်ကိုကျွန်တော်ပေးထားတာကတော့ယေရှုတော်အနန္တလို့ပြပေးတာဖြစ်ပါတယ်။ဒီချင်းကိုနားထောင်ရတဲ့ကိုအဖေကိုလည်းတတိယလို့ဖခင်ဖြစ်တဲ့တောင်းတဲ့အဖဖခင်ရဲ့ကျေးဇူးတော်ကိုလည်းအောက်မေ့ကြပါလို့နေကိုရစာနိဗ္ဗာန်များစွာကြောင်းမြတ်အားလို့မမြင်နိုင်တော့ရဲ့အဖြစ်များအစာဖို့ရှာတဲ့တခင်ယေရှုရဲ့မေတ္တာစေတနာသူ့ကိုအားထားသမျှကာလအလုံးလူရအလုံးရဲ့ဒီဟိုဂရိတော်ဒီဟိုဂရိတော်ဒီကျေးဇူးတော်အတင်ချေပြေပါပြီးတော်လေကလေးလူမမေငယ်စဉ်သားကအဖေနာမှာဒီလိုဆိုလာကြရာကျွန်တော်တို့အားလုံးမမီအောင်မေတ္တာရီတော်ရေလာမမြောက်ရွေမြောက်ပြင်းလာကျွန်တော်တို့တွေဘယ်လိုပြဆိုးခဲ့နေလဲဟောလာချောက်ပါအမှန်တန်ကိုသုံးပြပြလာခဲ့အဖြစ်ရဲ့ခြင်းနာဤ
လွာတဲ့အပြန်တရားမကချီမာလာပါလေနေ